ဆရာကြီးလိုမေးစရာရှိတယ်ပြပြမယ်ဆိုတော့ဆရာတို့ကအပားသားတွေစားလေးရဲ့သဘောတဘာဝချက်ချက်ကက်ကက်ဖြစ်ချင်တာလေဟုတ်ရင်ပြီးတော့မယ်ဆိုရင်ကိုယ်တွေကိုကန်လန့်ကိုဆွဲတာယူတယ်အရှည်လိုက်ကိုဆွဲတာမရှိဘူးဆွဲတာကိုကန်လန့်ယူမယ်အဲ့တော့ဒါကပိုဆွဲတယ်ဒါအလောက်မဆွဲဘူးတိလားဒါ elastic ကကုန်ပြီဒီလောက်ပဲမြင်လားဒါကကြိုက်ကလောက်ထိဆွဲလို့ရတယ်โอเคနော်တီလဲဆွဲအောင်ပါပဲအဲ့တော့အဲ့ဒါကြီးကို elastic ကုန်အောင်ဆရာကြီးကျမတို့ကတီပလိုက်ဘာဖြစ်မလဲဆိုအင်္ဂလိပ်ကကျုံကျုံလေးပြန်ဖြစ်သွားတယ်အင်္ဂလိပ်ကချထားပုံမကြတော့ကျုံကျုံလေးဝေးရင်တော့အတင်းဆွဲပြီးတော့လှုပ်ထားတော့တော်သွားလိမ့်မယ်ဆရာတို့လေဒီပွဲတက်အထည်လေးဒီမှာအများအားမဖြစ်မနေချုပ်တယ်ပေါ့နော်ဆရာတို့အခု basic ကြရင်လည်းဆရာထည့်ပြီးဖို့တော့ပြင်ထားတယ်ပေါ့နော်အပေါ်အပါသားဖြတ်ဆက်ပေါ့နော်ရှင်အပေါ်ဖြတ်ဆက်အဲ့တော့အဲ့ဒါလေးမှာတတိထားမယ့်ဟာလေးမှားတဲ့ဟာလေးရှိတယ်အဲ့တော့ဆရာတို့ကအဲ့ဒါလေးကိုအခုတစ်ချက်စစ်ပေးမယ်အဲ့တော့အရင်ဆုံးနံပါတ်1တစ်ချက်ကဘာလဲဆိုတဲ့အခါကျတော့ဆရာတို့ကဒီလိုပိတ်ကြောယူတဲ့ဟာကိုပြောချင်တာเนาะဆိုတော့ပိတ်ကြောယူရင်ပုံမှန်ဆိုလို့ရှိရင်ဆရာတို့ကဒီလိုကန့်လန့်ကိုဆွဲတာယူတယ်ကန့်လန့်ဆိုတာကိုယ်တယ်ပေါ့နော်အင်းရဲ့သဘောတော်ကဒီလိုကဆွဲတယ်လေဟုတ်တယ်မလားဒါဆိုဆရာတို့အိမ်ဝေးလို့ရှိရင်ဒီလိုရှိုးတယ်ဒီလိုဆွဲတယ်လေဟုတ်တယ်နော်ကိုလုံးဝင်တဲ့ဟာကိုဒါကိုယ်တယ်လို့ခေါ်တယ်ဒီကိုယ်တယ်ကိုဆွဲတာယူတယ်အဲ့တော့ကိုယ်တယ်ကိုဘာလို့ဆွဲတာယူလဲဆိုတဲ့အခါကျတော့ ease ဖြစ်အောင်လို့ဝတ်လို့ကောင်းအောင်လို့ဒီလိုဘေးလိုက်ဆွဲမှာဝတ်လို့ကောင်းတာလေဟုတ်တယ်မလားဆိုဒီဘေးလိုက်ကြီးကကြက်နေရင်အင်းကြီးကထုတ်နေမှာနော်ဆိုတော့ဒါကိုဆွဲတာယူတယ်โอเคနေ့အချက်ကကြတော့ဆရာတို့ကဒီလိုကိုရှီကိုဆွဲတာမယူဘူးနားလည်မှာပြီနော်ဒီလိုကိုရှီကိုဆွဲတာယူရင်ဘာဖြစ်သွားမလဲဆိုတဲ့အခါကျတော့ကိုရှီကြီးကဆွဲနေလို့ရှိရင်အင်ကြီးကရှောင်းနဲ့ရှည်ကျလာမှာပေါ့ဟုတ်တယ်မလားအင်ကြီးကပုံမကြတော့ဘူးဒါဆိုရင်ယောက်ျားလေးအထည်တွေကပြဿနာအများမရှိနိုင်ဘူး free style တို့ ready made ပုံစံမျိုးတွေကပြဿနာမရှိနိုင်ပေမဲ့မြန်မာအင်ကြီးလိုမျိုးချက်ချက်တက်အထည်ဆိုလို့ရှိရင်ဒီလိုကြီးရှည်ကြဝိုင်းရှော့ကြဝိုင်းရင်ကသူ့နေရာနဲ့သူမရှိတော့ဘူးလေဟုတ်လားနှုတ်ကြီးကအောက်ကျနေမှာပေါ့ဟုတ်လားအင်ကြီးရဲ့နှုတ်ကတက်လူရဲ့နှုတ်ကတက်ဟုတ်လားခါးရည်လည်းလွယ်နေရည်လည်းလွယ်အဆင်မပြေတော့ဘူးနားလည်မလားမသိအဲဆိုရင်ပုံမှန်ဆိုလို့ရှိရင်ဆရာတို့ကအင်ကြီးကိုတက်တင်ပေးတော့မယ်ဆိုရင်ကိုယ်တွေကိုကန်လန့်ကိုဆွဲတာယူတယ်အရှည်လိုက်ကိုဆွဲတာမရှိဘူးဒါဆိုထွင်းချက်မေးမယ်ဆရာကြီးကျွန်တော်တို့၄ဘက်ဆွဲအထည်မျိုးတွေဘယ်လိုလုပ်မလဲဒါဆိုလဲဒါလဲဆွဲတယ်ဒါလဲဆွဲတယ်ဟုတ်တယ်နော်ဒါဆိုရင်ပို့ဆွဲတာကိုကန်လန့်ယူမယ်အဲ့တော့ဒါကပို့ဆွဲတယ်ဒါအလောက်မဆွဲဘူးတိလားဒါ elastic ကကုန်ပြီဒီလောက်ပဲမြင်လားဒါကကြိုက်ကလောက်ထိဆွဲလို့ရတယ်โอเคနော်ဒါဆိုရင်ပို့ဆွဲတာကိုယူရမယ်နားလည်ပါပြီဒါဆိုရင်ဒါတစ်ချက်โอเคအခုကျတော့ဆရာတို့ကပွဲတက်အခုတင်တာကဟိုကပုံမှန်တင်ပြီးပြီပွဲတက်အထည်မှာဆရာတို့ကမဖြစ်မနေချုပ်ကြတော့မယ်လုပ်ကြတော့မယ်ဘယ်လိုဒီဇိုင်းမျိုးလဲဘယ်လိုကတ်တင်မျိုးလဲဆိုတော့အပေါ်ကစာအပါးသားနဲ့အောက်ကကိုယ်တယ်နဲ့သွားကြတဲ့အခါမှာပေါ့နော်ဆိုအဲ့လိုဆိုလို့ရှိရင်ဆရာတို့ကကြတော့ခုနကလိုဆရာကြီးကျမတို့ကညက်ကမှာပေါ်လို့ထင်မှားမယ်အဲ့ဒီလိုမျိုးပဲ basic မှာပဲတင်ခဲ့တဲ့အတိုင်းပွဲတက်မှာလာလုပ်လို့မရဘူးဒါကြောင့်မလို့ဆရာ post တွေတင်လဲတေချာရေးတယ်ပိတ်ညက်တဲ့နေရာမှာပွဲတက်မှာဆိုရင်မတူတော့ဘူးညက်တာတွေချုပ်တဲ့ဟာတွေမတူတော့ဘူးဆိုတာအဲ့ဒါကိုပြောတာเนาะဆိုတော့ဒီမှာပွဲတက်ပါခြင်းမလည်းပါမယ်မပါလည်းပါဘူးဒါပေမဲ့ဆရာတို့ကအဲ့လိုပြဿနာမရှိဘူးပွဲတက်မပါလို့လာမကြည့်ရဘူးမတင်ဘူးလို့ဆိုတဲ့ဟာမျိုးတွေမရှိဘူးနားလည်မှမသိဘူးเนาะတင်ပေးစရာရှိတဲ့အပိုင်းတင်ပေးမှာပဲเนาะလာတင်လို့ရတယ်ဝင်တင်လို့ရတယ်เนาะဆိုတော့ဆရာတို့ကအခုဆောဆောက basic မှာတင်ခဲ့သလိုပုံမှန်ယူသလိုမျိုးပွဲတက်အပါသားဖြတ်ဆက်စာတွေမှာယူလို့မရဘူးမယူဘူးဒါဆိုရင်ဘယ်လိုလဲဆိုတဲ့ခါကျတော့နားထောင်မယ်နော်အပါသားနဲ့အဲ့လိုမျိုးဖြတ်ဆက်တွေစာအပါသားတွေချုပ်ကြတဲ့အချိန်မှာဆရာတို့ကဒီလိုအရှည်ကိုဆွဲတာယူမယ်ဘာကိုဆွဲတာယူမယ်အရှည်ကိုဆွဲတာယူမယ်နားလည်မလားဒီလိုအရှည်ကိုဆွဲတာယူမယ်ဒီလိုကန့်လန့်ကိုမဆွဲတာယူမယ်ကန့်လန့်ကိုလို့ယူမယ်မဆွဲတာကိုယ်တယ်လို့ခေါ်တယ်နော်ဒီလိုဘေးလိုက်ကကိုယ်တယ်အပေါ်အောက်ကကိုရှိတယ်နော်ဆိုတော့ဘာဖြစ်လို့လဲဆရာကြီးလို့မေးစရာရှိတယ်ပြပြမယ်ဆိုတော့ဆရာတို့ကအပားသားတွေစားလေးရဲ့သဘောတဘာဝချက်ချက်ကက်ကက်ဖြစ်ချင်တာလေဟုတ်တယ်ဟုတ်ဒီပေါ်မှာမပါသလိုဖြစ်ချင်တာဟုတ်လားချုပ်ထားမှမသိတာချင်လားအဲ့တော့သဘောတရားတစ်ခုဒီကက်ကက်ရက်ရက်တင်းတင်းရင်းရင်းဖြစ်ဖို့ရာသည်ဆရာတို့ကစွဲနေလို့မရဘူးနားလေလားစွဲနေလို့ရှိရင်သူကလိုက်နေရလေလိုချင်တယ်လို့တင်းတင်းရင်းမဖြစ်တော့ဘူးအဲ့ဆိုရင်ဘာဖြစ်တယ်လဲဘလို့ error တွေဖြစ်တာလဲဘလို့ဖြည့်ရှင်းရမှာလဲဆိုလို့ရှိရင်အထည်တစ်ထည်မှာပွဲတက်တွေပါသားတွေမှာဝက်လိုက်တဲ့ခါကျလို့ရှိရင်အင်ကြီးကရှင်းမနေဘူးဘာဖြစ်နေလဲရှင်းမနေဘူးဒီနားလေးဒီမှာလှိုင်းလေးတွေထားနေရသိလားအပါသားစာလေးတွေမှာအဲ့ဆိုရင်ဆရာကြီးကျမတို့ကဒီမှာပိုနေတယ်ပွားနေတယ်မကတ်နေဘူးဆိုလို့တီလိုက်မယ်လို့တွေးလိုက်ရုံနဲ့မရဘူးဘာဖြစ်လို့လဲ elastic ဒီတီလဲဆွဲဦးမှာပဲတီလဲဆွဲဦးမှာပဲအဲ့တော့အဲ့ဒါကြီးကို elastic ကုန်အောင်ဆရာကြီးကျမတို့ကတီလိုက်ဘာဖြစ်မလဲဆိုအင်ကြီးကကျုံကျုံလေးပြန်ဖြစ်သွားတယ်အင်ကြီးကချထားပုံမကြတော့ကျုံကျုံလေးဝေးရင်တော့အတင်းဆွဲပြီးတော့လှုပ်ထားတော့တော်သွားလိမ့်မယ်ဒါပေမဲ့အင်ကြီးကပုံပြတ်သွားတယ်ချထားပုံမကြတော့
နားလည်မလားဒါဆိုရင်အပါသားစာเนาะအဲ့လိုမျိုးအပေါ်ပိုင်းဖြတ်ဆက်တွေမှာဒီဆရာတို့ကဘယ်လိုဆွဲတာယူမှာလဲကိုရှိကိုဆွဲတာကန့်လန့်ကိုမဆွဲ